အကိုရီမောင်တွေအမတွေညီမတွေနဲ့အားလုံးအလောက်ကင်တွေအစဉ်ပြေရီမန်းချက်တွေပြေဝပြီးအချိန်နဲ့အိမ်ပြန်နိုင်ကြပါစေမိသားစုတွေပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေလို့ဒီသချင်းလေးနဲ့ဆုတောင်းပေးလိုက်ပါတယ်ရှင်